refinance လုပ်လိုက်လို့အတိုးနှုန်း100ခိုင်နှုန်းရောကျသွားခြင်းကဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလဲဥပမာကျမစုမေကပေါ့နော်လွန်ခဲ့တဲ့9နှစ်တုန်းက mortgage နဲ့အိမ်ဝယ်ခဲ့တယ်အဲ့တော့ကကျမအတိုးနှုန်းက9.200ခိုင်နှုန်းတောင်ပေးလိုက်ရတယ်ပေါ့နော်ဆိုတော့လစဉ်အနေနဲ့2100ကျော်ပေးရတယ်ဆိုတော့ကျမဒီလိုပုံစံတိုင်းပဲဆက်ပေးရမယ်ဆိုလို့ရှိရင်ပေါ့နော်နောက်ထပ်25နှစ်မှာကျွေးကြည့်မယ်အတိုးစုပေါင်းအနေနဲ့ကကြတော့4,600,000ကျော်ပေးရမယ်ဆိုတော့အခုက interest rate တွေကကျနေတဲ့အတွက်ကျမက refinance လုပ်မယ်ဆိုတော့ refinance လုပ်တော့ကျမကအတိုး100ခိုင်နှုန်းလေးပဲကျသွားတယ်100ခိုင်နှုန်းလေးပဲကျသွားတာကကျမရဲ့လစဉ် payment မှာဆိုလို့ရှိရင်2100ကျော်ကနေ1800ကျော်အထိဖြစ်သွားတယ်ဆိုတော့လစဉ်320ကျော်သက်သာသွားတယ်ဒီမှာ refinance လုပ်တာကကျမတို့ကပေါ့နော်ဒီနာယီကိုအစနဲ့ပြန်စလိုက်တာပေါ့နော်ဆိုတော့နှစ်30အကျွေးကိုအစနဲ့ပြန်ယူလိုက်တာဖြစ်တဲ့အတွက်နောက်နှစ်30မှာကျမတို့အကျွေးပြန်ကြည့်မယ်ဆိုတော့ interest ကိုပြန်ရှင်းမယ်ဆိုလို့ရှိရင်တော့ကျမတို့က9,900နီးပါးသက်သာသွားမယ်ပေါ့ကဲဒီမှာကျမက smart refi ဆိုတဲ့နည်းလမ်းလေးအကြောင်းပြပြချင်တယ်ဒါကလည်းပုံမှန် refinance လုပ်တာပဲပေါ့နော်အတူတူပဲအရှိရလိုပဲဒါပေမဲ့ तू ကကြတော့ဘယ်လိုလဲဆိုတော့လစဉ်ပေါ့နော်1830မပေးဘူးကျမတို့ကပေးနေကြ2165ပဲဆက်ပြီးတော့မှပေးနေမယ်ကျန်တဲ့328ကိုကျမတို့က principal ထဲကိုပေးသွားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီတစ်လကိုပေးလိုက်တဲ့328ကကျမတို့ရဲ့ interest ကိုစုပေါင်းပေါ့နော်3,500,000ကျော်ထိအောင်မှသူက save ဖြစ်သွားစေနိုင်တယ်တက်တာသွားစေနိုင်တယ်ပုံမှန်နှစ်30နဲ့အကျွေးကြေရမယ်အစားသူက21.4နှစ်ထဲနဲ့အကျွေးကြေသွားမယ်ဒါကကြတော့ဒီလစဉ် principal မှာ300ကျော်ထပ်ထည့်လိုက်တယ်အဲ့ဒါကဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလဲဒါမှမဟုတ်လို့ရှင်100ခိုင်နှုန်းရောကျသွားခြင်းကဘယ်လောက်ထိသက်ရောက်မှုရှိလဲဆိုတာကိုမြင်တာကိုကျမကပြပြပေးတာပဲဖြစ်ပါတယ်ရှင်ဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်ဘိုင်ဘိုင်